အားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာရှိတဲ့ညာချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေကိုပြည့် channel လေးကဥစားပရမစုမုံ online တောင်းပေးပါတယ်အားလုံးပဲမင်္ဂလာရှိပါသေးဗျာနော်ကိုပြည့်အခုဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့ရဆိုတဲ့မိတ်ဆွေလေးတွေအားလုံးပဲစိတ်ချမ်းသာလို့ကိုချမ်းသာကြပါသေးလူရင်းဆန္ဒတွေပြီးွားကြပါသေးဗျာနော်ကိုရီမိုင်းအားလုံးပဲကိုပြည့်ရဲ့ဗီဒီယိုပိုင်းလေးကိုတွေ့နေမြင်နေဆိုတဲ့ကိုရီမိုင်းအားလုံးမင်္ဂလာရှိတဲ့ညာချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါသေးနော်ကိုရီမိုင်းအားလုံးပဲကျွန်တော်တို့မနက်ဖြန်ဒီ73ရက်9လ2026 12နာရီ10မိနစ်အတွက်ကိုလာရောက်ဗီဒီယိုပိုင်းလေးတင်ပေးခြင်းလည်းဖြစ်ပါတယ်ဗျာနော်ဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့ရဆိုတဲ့မိတ်ဆွေလေးတွေအားလုံးပဲတက်နိုင်တဲ့မြတ်ဝေလို့ရမယ့်နေရာလေးတွေမှာမြဝေပေးပါလက်မလေးတွေမနှိပ်ကလေးမိတ်ဆွေလေးမြတ်တွေလက်မလေးနှိပ်ပေးပါ channel လေးကို subscribe မနှိပ်ကသေးဘူးဆိုတဲ့မိတ်ဆွေလေးတွေ channel လေးကို subscribe လေးနှိပ်ပေးပါအောင်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့ကိုရီမိုင်းအားလုံးပဲအမြဲတမ်းလို့တွေ့ရအောင်အမြဲတမ်းလို့မြင်ရအောင်လို့ပဲဖြစ်ပါတယ်ကိုပြည့်ရဲ့ဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့နေရဆိုရင်ကိုရီမိုင်းအားလုံးပဲအစားအနေအလဲအဆုံးဗီဒီယိုပိုင်းလေးကိုကြော်မသွားပဲကြည့်ပေးပါဗျာနော်ပြောချင်တာတခုအကိုရီမိုင်းအားလုံးပဲကိုပြည့်ဗီဒီယိုပိုင်းလေးကိုပြီးသွားပြီဆိုတာနဲ့အကိုရီမိုင်းအားလုံးပဲကိုပြည့်အားလုံးပဲကိုပြည့်ရဲ့အမအရင်ဖြစ်တဲ့အကိုရီမိုင်းအားလုံးပဲအမကလည်းလုပ်ကြည့်ကျင်တယ်ဆိုလို့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲလုံးဝကျွန်တော်ဒီ comment နဲ့မှာပင်လေးထောက်ပေးထားပါတယ်ဗျအကိုရီမိုင်းအားလုံးပဲလုံးဝလည်းသွားပြီးတော့ကိုရီမိုင်းအားလုံးပဲအားပေးဖို့အတွက်လည်းကိုပြည့်ဘက်ကမေတ္တာရက်ခံတိုက်တွန်းအပ်ပါတယ်ဗျနော်ဘာဖြစ်လဲကိုပြည့်ကိုအားပေးသလိုကိုရီမိုင်းအားလုံးပဲကိုပြည့်ရဲ့အမကိုလည်းသွားပြီးတော့အားပေးပါမောင်နှမအရင်လို့ပြောရင်လည်းမမဟုတ်ပေါ့ဗျာနော်လုံးဝမောင်နှမအရင်နေပဲဖြစ်တဲ့အတွက်ကိုရီမိုင်းအားလုံးပဲကိုပြည့်အားပေးလို့ကိုပြည့်ရဲ့အမကိုလည်းအားပေးစေချင်ပါတယ်ဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့ရဆိုရင်ကိုရီမိုင်းအားလုံး comment ထဲမှာပင်လေးထောက်ပေးထားပါမယ်နော်ကိုရီမိုင်းအားလုံးအကောင့်လေးကို comment ထဲမှာပင်လေးထောက်ပေးပါမယ်3ရက်မွေးအတွက်ကိုလည်းကန်ဆက်ချင်တဲ့မိတ်ဆွေလေးလည်း comment ထဲမှာကန်ဆက်လို့ရပါတယ်ဗျာနော်ကန်ဆက်ကြီးလေးရဲ့ကန်ဆက်နံပါတ်လေးကို like show လေးပြီး comment ထဲမှာပင်လေးထောက်ပေးမယ်ကျွန်တော်အမရဲ့အကောင့်နံပါတ်လေးကိုလည်းကျွန်တော်ပင်လေးထောက်ပေးပါမယ်ဗျာနော်ကိုရီမိုင်းအားလုံးမနက်ဖြန်မနက်မှာပတ်မဲ့ပတ်တီးလေးကိုပြောပေးမယ်အားလုံးပဲဝင်လာခဲ့ပြီပါဗျာနော်မနက်ဖြန်မနက်မှာကိုကြီးအကြိုက်ဆုံးပတ်တီးရတော့ကိုကြီးချစ်မိတ်ဆွေတွေအားလုံးပဲခွန်ပတ်တီးပဲဖြစ်ပါတယ်ဗျာနော်မနက်ဖြန်မနက်မှာကိုကြီးအကြိုက်ဆုံးပတ်တီးရတော့ခွန်ပတ်တီးပဲဖြစ်ပါတယ်ခွန်နဲ့ပတ်သက်ပြီးတော့ကစားမဲ့ကဏ္ဍလေးတွေပြောပေးပါမယ်အားလုံးပဲဝင်လာခဲ့ပြီပါဗျာနော်ခွန်နဲ့ပတ်သက်ပြီးတော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲကစားမဲ့ကဏ္ဍလေးတွေပြောပေးပါမယ်ခွန်နဲ့ပတ်သက်ပြီးတော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲ81ကဲကိုရီမိုင်းအားလုံးပဲ81ကဲ80ရေပဲဖြစ်ပါတယ်နော်ခွန်1ကဲ80ရေပဲဖြစ်ပါတယ်အကြိုက်ဆုံးကဏ္ဍတစ်ကွက်အကောင်းအနေနဲ့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲအကြိုက်ဆုံးကဏ္ဍတစ်ကွက်အကောင်းအနေနဲ့ချစ်မိတ်ဆွေတွေအားလုံးပဲတစ်ခါတည်းမပေးပါအဲ့ဒါကတော့ဘာလဲဆိုတော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲ80နဲ့မှ6ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်ဗျာနော်86ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်ချစ်မိတ်ဆွေတွေအားလုံးပဲအားလုံးပဲကံကောင်းကြပါစေအဆင်ပြေကြပါစေကျွန်တော်ကိုပြီးရဲ့အမကိုရဲ့ like show လေးကိုလည်း comment ထဲမှာပင်လေးထောက်ပေးပါမယ်အကိုရီမိုင်းအားလုံးပဲအားပေးပါအောင်ဗျာ like show လေးပြီးရတယ်အကိုရီမိုင်းတော့သူ like 10လွှင့်မှာဖြစ်တော့အားပေးကြပါအောင်အားလုံးပဲကံကောင်းကြပါစေအဆင်ပြေကြပါစေမင်္ဂလာရှိတဲ့ညချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲတက်တာပါဗျာနော်